ကိုရဲ့ညတွေကိုအရင်လိုကိုတယောက်တည်းဖြတ်သန်းခွင့်မရှိတော့ဘူးမင်းကအလိုက်တတိခွင့်ပြုရင်တော့နေပြောမယ်မဟုတ်ဘူးနှစ်ယောက်ဘဝမုတ်ငဲ့ညာစရာတွေရှိပြီးပေါ်မင်းရဲ့စကားတွေကြားရမှတွေ့တာကိုရမိပါတယ်ကိုရဲ့ညတွေမှာအရင်လိုကိုတယောက်တည်းလွေမျောခွင့်မရှိတော့ဘူးမင်းကအလိုက်တသိနှုတ်စိတ်ရင်တော့နေတော့မယ်မထင်ဘူးနှစ်ယောက်ဘဝမို့ပြောခြင်းစရာတွေရှိပြီးပေါ်အစင်အမြဲမဟုတ်ကြောင်းအစင်ပြေတဲ့အချိန်မှာကိုပြန်လာမယ်ညရဲ့အချိန်တိုင်းမဟုတ်ကြောင်းမကြာခဏတော့